မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာမြို့လေကောင်တန်ထာကာရမှာသရင်သုံးတယ်ဆိုမဟာဝနလို့ခေါ်တဲ့တောအုပ်ထဲမှာကုတာကာရတာလာအကြောင်းမဆောက်ရသေးတဲ့သဘောရှိတယ်ရှေ့ပိုင်းကဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်အဲ့ဒီလိုမြတ်စွာဘုရားကိုမြတ်စွာဘုရားကြွရောက်ပြီးတော့ယရဏသုတ်ကိုဟောပြီးတဲ့နောက်ပိုင်းမှာတော့ဝေသာလီပြည်မှာဗုဒ္ဓဘာသာဥယျာဉ်တွေတိုးတက်လာများပြားလာတရားသူတရားမြတ်ရတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားရဲ့အဆုံးအမကိုခိုင်မာလိုက်နာတဲ့ပုဂ္ဂိုလ်တွေသောတာပန်သဂရဂံအနာဂံဆိုတာတွေပေါ်များလာခဲ့တယ်ပေါ့အဲ့ဒါနဲ့မြတ်စွာဘုရားကိုကြည်ညိုလို့ဘုရားကြွရင်သရင်သုံးဖို့လို့ဆိုပြီးတော့ဝေသာလီမြို့ရဲ့အနီးမှာတယံဇာတအာရောပိမသူ့ဟာသူပေါက်နေတဲ့တောအုပ်ကြီးတောမြိုင်ကြီးတစ်ခုရှိတယ်အဲ့ဒီတောမြိုင်ကြီးဟာကပိလဝမြို့နာကမဟာဝနလို့ဆိုတဲ့တောမြိုင်ကြီးနဲ့မတူဘူးသို့တော်ဒီနေရာမှာအထက်ကရာဒီနှစ်ဆောင်မှာအမှတ်မှားထားတာလဲမတူညီတဲ့အမှတ်မှားတာလဲရှိတယ်သို့တော်ဒီနေရာမှာတော့မဟာသမယသုတ်အရာပဲပြောလိုက်ဝေသာလီပြည်ဆိုတာဟိမွန်တာနဲ့မဆက်ဘူးသိကြတယ်ကပိလဝဆိုတာကတော့ဟိမွန်တာတောင်ခြေမှာရှိတယ်ဒါကြောင့်မို့မဟာဝနဆိုတာနှစ်ခုရှိတယ်မြတ်စွာဘုရားရဲ့ဇာတိဖြစ်တဲ့ကပိလဝမှာရှိတဲ့ကပိလဝအနီးမှာရှိတဲ့မဟာဝနမဟာသမယသုတ်နဲ့ဆက်ဆက်တဲ့မဟာဝနကသူလည်းပဲစိုက်ပျိုးထားတဲ့သစ်ပင်မဟုတ်ဘူးတယံဇာတသူ့ဟာသူအလိုလိုပေါက်နေတဲ့သစ်ပင်သို့တော့ဟိမွန်တာတောကြီးနဲ့ဆက်ပြီးတော့နေတယ်ဝေသာလီပြည်နာကမဟာဝနကတော့အလိုလျောက်ပေါက်တဲ့သစ်တောဖြစ်ပေမဲ့လို့ဟိမွန်တာနဲ့ဆက်ဆက်မှုမရှိဘူးအပိုင်းအခြားအကန့်အသတ်ရှိတယ်ဆိုတဲ့အဲ့ဒီမဟာဝနထဲမှာမြတ်စွာဘုရားသခင်ကိုရောမြတ်သရင်သုံးဖို့လို့ဆိုပြီးတော့ထူးထူးခြားခြားပုံသဏ္ဍာန်ဒီဇိုင်းနဲ့ကုတာခါရတာလာဆိုတာကိုမြတ်စွာဘုရားသရင်သုံးတဲ့အဆောက်အဦဟာထူးထူးခြားခြားထိသွင်းပြီးတော့ဆောက်လုပ်ထားတာဖြစ်သောကြောင့်အဲ့ဒီကျောင်းတော်ကြီးတစ်ခုလုံးကိုပဲကုတာခါရတာလာဆုလစ်မွန်းချွန်အထွတ်တက်တဲ့ကျောင်းဆောင်ကြီးဒါကိုအကြောင်းပြုပြီးတော့ကုတာခါရတာလာကျောင်းတိုက်လို့ဒီလိုခေါ်လာတာမြတ်စွာဘုရားသခင်ကိုရမြတ်၅ဝါမြောက်မှာအဲ့ဒီမှာသရင်သုံးတယ်နော်၅ဝါကျမှစပြီးတော့သရင်သုံးစောစောပိုင်းကယရဏသုတ်တို့ဘာတို့ဟောတာဟာရှေ့ပိုင်းက၅ဝါမရောက်ခင်ဟောတာ